ဦးတန်းတွေနဲ့ဒေါ်တင်စာမြင့်တို့၏သမီးဖြစ်သူမတ်ခိုင်တင်စာနွယ်တပါးသာဂုံတူးရှင်တင့်ချဖြစ်ပါရဲ့ရှင်တဘာသာကုန်လို့ရှင်မတ်အေးသူစာပင်စုယူရန်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာဦးမျိုးလွင်နဲ့ဒေါ်ခိုင်မာဦးတို့၏သမီးဖြစ်သူမတ်အေးသူစာလွင်တပါးသာဂုံတူးရှင်တင့်ချဖြစ်ပါရဲ့ရှင်တဘာသာကုန်လို့ရှင်မတ်တီတာလွင်စုယူရန်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာဦးတူလာစီရန်နဲ့ဒေါ်ဘီနာဒေဗီ၏သမီးဖြစ်သူမတ်တီတာလွင်တပါးသာဂုံတူးရှင်တင့်ချဖြစ်ပါရဲ့ရှင်တဘာသာကုန်လို့ရှင်မောင်ဆွဲခန့်အောင်စုယူရန်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာမောင်ဆွဲခန့်အောင်အီဂျစ်နိုင်ငံတွင်ပညာသင်ကြားနေပါသဖြင့်အမေဖြစ်သူတော်မြင့်သိန်ကြီးလွင်မှကိုစားစုယူမည်ဖြစ်ပါရဲ့ရှင်ဦးအောင်ဆွေဦးနှင့်ဒေါ်မြင့်သိန်ကြီးလွင်တို့၏သားတပါးသာဂုံတူးရှင်မောင်ဆွဲခန့်အောင်တင့်ချဖြစ်ပါရဲ့ရှင်တဘာသာကုန်လို့ရှင်မောင်ခန့်စင်ဦးစုယူရန်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာဦးဝင်းစော်နှင့်ဒေါ်နီလာဦးတို့၏သားတပါးသာဂုံတူးရှင်မောင်ခန့်စင်ဦးတင့်ချဖြစ်ပါရဲ့ရှင်စုများကိုချင်းပြပေးပါတော့ဆရာမကြီးဒေါက်တာဒေါ်လွင်လွင်အေးအားကျေးဇူးထူးပင်တင်ရှိအပ်ပါတယ်ခင်ဗျာဦးမိုးဦးနှင့်ဒေါ်အေးခိုင်ထွန်းတို့၏သမီးဖြစ်သူမတ်မြတ်သက်ခိုင်တပါးသာဂုံတူးရှင်ဇီဝဗေဒဖြစ်ပါရဲ့ရှင်တဘာသာကုန်လို့ရှင်မတ်စုနတ်နာမို့စုယူရန်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာဦးမိုးစန်းနှင့်ဒေါ်အေးနွယ်တို့၏သမီးမတ်စုနန္ဒာမို့တပါးသာဂုံတူးရှင်ဘောဂဗေဒဖြစ်ပါရဲ့ရှင်တဘာသာကုန်လို့ရှင်မောင်ဆိုင်ကွမ်းခေဝမ်းစုယူရန်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာဦးဆိုင်ညီညီအောင်နှင့်ဒေါ်နန်းမို့ဖောင်တို့၏သားဖြစ်သူမောင်ဆိုင်ကွမ်းခေဝမ်းတပါးသာဂုံတူးရှင်ဘောဂဗေဒဖြစ်ပါရဲ့ရှင်တဘာသာကုန်လို့ရှင်မတ်အေးချမ်းသူစုယူရန်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ
ဦးဝင်းကြိုင်နှင့်ဒေါ်ညိုမီတို့၏သမီးမတ်အေးချမ်းသူတဘာသာဂုဏ်ထူးရှင်ဇီဝဗေဒဖြစ်ပါရဲ့ရှင် တဘာသာဂုဏ်ထူးရှင်မတ်နီလာအောင်ဆုယူရန်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ ဦးမောင်စောနှင့်ဒေါ်ခိုင်ခိုင်သင်းတို့၏သမီးမတ်နီလာအောင်တဘာသာဂုဏ်ထူးရှင်ဇီဝဗေဒဖြစ်ပါရဲ့ရှင် ဆုများကိုချင်းနစ်ပေးပါတော့ဆရာမကြီးဒေါ်တတ်တတ်နုအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဦးအောင်ကိုကိုနှင့်ဒေါ်ဆွေပါအေးတို့၏သမီးတဘာသာဂုဏ်ထူးရှင်မတ်ထိုက်ထိုက်ဝေဇီဝဗေဒဖြစ်ပါရဲ့ရှင် တဘာသာဂုဏ်ထူးရှင်မတ်ချောစုလိုက်ဆုယူရန်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ ဦးလာမြင့်နှင့်ဒေါ်တန်တန်ဦးတို့၏သမီးတဘာသာဂုဏ်ထူးရှင်မတ်ချောစုလိုက်ယူပဗေဒဖြစ်ပါရဲ့ရှင် တဘာသာဂုဏ်ထူးရှင်မတ်ခိုင်ခိုင်မိုးဆုယူရန်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ မတ်ခိုင်ခိုင်မိုးတရုတ်နိုင်ငံတွင်ပညာသင်ကြားနေပါသဖြင့်မတ်ခိုင်ခိုင်မိုးကိုစားအတော်ဖြစ်သူဒေါ်ခင်မော်ဦးအားစင်မြင့်ထက်သို့ဖိတ်ခေါ်အပ်ပါရဲ့ရှင် ဦးလီသက်ရှင်နှင့်ဒေါ်မြင့်မြင့်ကျင်းတို့၏သမီးမတ်ခိုင်ခိုင်မိုးတဘာသာဂုဏ်ထူးရှင်ဘောဂဗေဒဖြစ်ပါရဲ့ရှင် တဘာသာဂုဏ်ထူးရှင်မတ်သိမ့်သိမ့်ထွန်းဆုယူရန်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ ဦးတန်းစိုးနှင့်ဒေါ်မြစန္ဒာတို့၏သမီးမတ်သိမ့်သိမ့်ထွန်းတဘာသာဂုဏ်ထူးရှင်တင်ချဖြစ်ပါရဲ့ရှင် တဘာသာဂုဏ်ထူးရှင်မတ်မြတ်ဖူးမုံဆုယူရန်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ ဦးစာလီမျိုးထက်နှင့်ဒေါ်ခိုင်ရင်သိန်းတို့၏သမီးမတ်မြတ်ဖူးငုံတဘာသာဂုဏ်ထူးရှင်ဇီဝဗေဒဖြစ်ပါရဲ့ရှင် ဆုများကိုချင်းနစ်ပေးပါတော့ဆရာမကြီးဒေါ်တင်အေးချိုအားအထူးပင်ကျေးဇူးတင်ရှိပါတယ် ဦးအောင်နိုင်နှင့်ဒေါ်အုံမာခင်တို့၏သမီးမတ်စင်စင်မိုးတဘာသာဂုဏ်ထူးရှင်ဇီဝဗေဒဖြစ်ပါရဲ့ရှင် တဘာသာဂုဏ်ထူးရှင်မတ်နှင်းနှင်းဝေဆုယူရန်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ ဦးအောင်မဟာဒူးနှင့်ဒေါ်ခင်သာရတို့၏သမီးမတ်နှင်းနှင်းဝေတဘာသာဂုဏ်ထူးရှင်ဇီဝဗေဒဖြစ်ပါရဲ့ရှင် တဘာသာဂုဏ်ထူးရှင်မတ်တင်စာအောင်ဆုယူရန်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ ဦးသန်းစ
စင်မျိုးအောင်နှင့်ဒေါ်ချိုတန်နာထေးတို့၏သမီးမတ်တင်စာအောင်တဘာသာဂုံတူးရှင်ဓာတုဗေဒဖြစ်ပါလေရှင်တဘာသာကုန်လူရှင်မတ်ဝေဝေအောင်စုယူရန်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာဦးအောင်လွင်စွန်းနှင့်ဒေါ်ဆန်းဆန်းဝင်းတို့၏သမီးမတ်ဝေဝေအောင်တဘာသာဂုံတူးရှင်ဘောဂဗေဒဖြစ်ပါလေရှင်တဘာသာကုန်လူရှင်မတ်မြတ်တီတာစင်မင်းထတ်တို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာဦးအာကာဇော်နှင့်ဒေါ်အေးအေးဝင်းတို့၏သမီးမတ်မြတ်တီတာတဘာသာဂုံတူးရှင်ဇီဝဗေဒဖြစ်ပါလေရှင်စုများကိုချင်းမြင့်ပေးပါတော့ဆရာကြီးဦးအောင်ဝင်းသူအားကျေးဇူးထူးပင်တင်ရှိအပ်